တို့ customer တွေကပေါ့နော် fault code ပေါ်လို့ရှင်သွားနှိပ်တတ်တဲ့နေရာပေးမဝင်ပြပါပေးမဝင်တော့ဟာ EPC ရှိနေသားနဲ့ battery arm သိန်းကိုအဲ့ဒါ setting နဲ့ပြန်လဲစစ်လိုက်တော့သူကဘယ်လိုဖြစ်နေလဲဆိုတော့ SPU ကိုသွားထားမယ်အဲ့တော့ကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့ cycle count တိုးလာမှာပေါ့နော်အဲ့တော့ဆိုပြတ်သွားပြီမီးပြတ်သွားတာတွေ့လားမတွေ့ဘူးเนาะကျွန်တော်မီးပြတ်သွားဘူးမီးမြစ်တောင်လေးတစ်ချက်လေးပဲဥစ္စာပြတ်သွားတယ်ဒီမှာ solar fast ရွေးရင် solar fast ဆိုတဲ့စာသားလေးပေါ်နေချက်เนาะပထမ installer ကဘယ်လိုချိန်သွားလဲဆိုတာဒီ display ကိုကြည့်ချင်းအပြင်သူ့ရဲ့ပေါ့နော် plan ထဲကိုဝင်ပေါ့နော်ကျွန်တော် installer ကောက်လိုက် plan ထဲကိုဝင်ကျွန်တော်ကိုယ်တိုင် setting ကိုဝေးကနေ wifi ကနေချိန်ပြီးလိုက်တယ်ရတယ်ဒါပေမဲ့ချိန်ပြီးလိုက်ရင် तू တိမှာမဟုတ်ဘူးเนาะဘာကမှားသွားလဲဆိုပြီးတော့ solar ကလောက်တယ်ဆိုတော့လောက်ကိုသူက first priority နဲ့ပြင်မယ် solar ကမလောက်တော့ဘူးဆိုရင်သူကဘယ်လိုဖြစ်မလဲဆိုတော့ SOS first ကအဲ့လိုမဟုတ်ဘူးသူက SPU priority ဆိုတာက solar သူကသူရှိမရှိရှိတချို့ customer တွေကပေါ့နော် fault code ပေါ်လို့ရှင်သွားနှိပ်တတ်တဲ့နေရာလေးကိုပြောပြပါအဲ့တော့ display က off ထားတယ်များသောအားဖြင့်ကျွန်တော်ဒီ display ကို setting မှာ off ပေးထားတာများတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ display ကရေရှည်ဖွင့်ထားမယ်ဆိုရင်ပေါ့နော်နားပေးထားတာပိုကောင်းမလားပေါ့ဖုန်းလေးလို့ပေါ့နော်ဖုန်းတော့6ဖွင့်ထားမယ်screen saver ကိုပေါ့နော်ဒီ minute နဲ့ငယ်ထားထားမယ်ဆိုရင်ဖုန်းတွေက30 second လို့ပေါ့နော်နောက်ဆုံး30 minute လောက်ထိရတယ်ပေါ့နော်ဖုန်းတွေတော့မှသူက screen time off ရှိတယ်ပေါ့နော်ဒီ display တွေလည်း time off အနေနဲ့ထားပေးထားတဲ့ပုံစံမျိုးအဲ့တော့ display ကိုဝင်ကြည့်တဲ့အချိန်မှာဘယ်လိုဖြစ်လဲဆိုတော့ပြောပြမယ်ဒီ end down တော့နှိပ်နော် end down နှိပ်တဲ့အချိန်မှာဒီလောက်နှိပ်ဘာမှပြဿနာမရှိဘူးဘယ်လိုဖြစ်သွားလဲတားဖိနေလိုက်တယ်ဖိနေလိုက်တော့ဆိုတော့နည်းနည်းကြာသွားပြီဗျာ setting နဲ့ဝင်သွားတယ်အဲ့မှာအလန်းဆိုတဲ့ဟာကိုတွားပြီးတော့အလန်းလို့တွားပြီးတော့မြင်နေပါတော့တကယ်တော့အလန်းမဟုတ်ဘူးနော် setting နဲ့ဝင်သွားတာအလန်းကဘယ်မှာပေါ်မလဲဆိုတော့ကျွန်တော်ဒီပုံမှာပေါ်မှာအလန်းဒီဘက်ထောင်းတော့ပါတော့ပေါ်မှာအလန်းပေါ်မှာအဲ့တော့တကယ်လို့ screen display ကမှိတ်နေတယ်ဆိုရင်ဒီ down arrow ဖြစ်ဖြစ် up arrow key ဖြစ်ဖြစ်ပေါ့နှိပ်လိုက်တာတော့အကောင်းဆုံးပဲပေါ့နော်ဒါကိုပြန်ကြည့်ချင်တယ်ဆိုတော့တခုခုကိုထိပြီးတော့နှိပ်တော့ရတယ်ဒါပေမဲ့ enter key ကိုတစ်ချက်မနှိပ်ဘဲနဲ့တစ်ချက်လောက်မနှိပ်ဘဲနဲ့ဖိပြီးတော့နှိပ်လိုက်ရင် setting နဲ့ရောက်သွားတယ်နော်အဲ setting နဲ့ရောက်သွားလို့တောင်းနှိပ်မြောင်းနှိပ်ဖြစ်သွားမယ်ဆိုရင်တော့ဘာဖြစ်မလဲဆိုတော့setting မှာကြည့်ကျွန်တော်တို့သွားလာလို့ရှိရင်တော့ပြဿနာမရှိသေးဘူးဒါ setting ကမချိန်သေးဘူးပေါ့နော်ဒါပေမဲ့နောက်တစ်ချက်ထပ်နှိပ်ရင်ဒါ setting ပြောင်းဖို့အတွက်ဖြစ်လာပြီပေါ့နော် setting ပြောင်းဖို့အတွက် ready ဖြစ်နေပြီအဲ့တော့သွားပြောင်းမယ်ပေါ့အဲ့လိုတော့ပြောင်းမယ်ဆိုရင်ဒီမှာ customer တယောက်ကဘာဖြစ်လဲဆိုတော့သူတော့နှိမ့်မိတယ်ဘာလို့တော့နှိမ့်မိလဲဆိုတော့ SPU တော့နှိမ့်မိတယ် SPU ဆိုတာက battery fast ပါ battery ကနေသူသုံးမယ်တတ်မှတ်ဘဝအထိသုံးရတော့မှ EPC ကိုတော့ပေးဝင်တာအဲ့မှာဘာဖြစ်လဲဆိုတော့တတ်မှတ်ဘဝမရောက်တော့ EPC ကတန်းနဲ့သူပေးမဝင်တော့ဟာ EPC ရှိနေသားနဲ့ battery arm သိန်းကိုအဲ့ဒါ setting နဲ့ပြန်လဲစစ်လိုက်တော့သူကဘယ်လိုဖြစ်နေလဲဆိုတော့ SPU ကိုသွားထားတယ်ပေါ့နော်ကျွန်တော်တို့ကစင်တဲ့အခါမှာ SPU ကိုထားလိမ့်မရှိဘူးဒါကျွန်တော်သိတယ်ကျွန်တော်အများဆုံးထားရင်တစ်ခါကြာရင်ဒီ grower ဆိုရင်တော့အများဆုံး SUV ကိုထားတာများတယ် SOL တော့မထားဘူးပေါ့နော်တချို့ SUV မပါတဲ့ inverter တွေဆို SOL ထားပေးထားတယ်ပေါ့နော်အဲ့တော့solar မပါတဲ့ဟာဆိုတော့ UTI ပုံစံမျိုးထားပေးထားတယ်နော်အဲ့တော့သူကအဲ့ဘက်ကိုရောက်နေတယ်ပေါ့တွေးရနည်းနည်းကြာလာရင်သူကပြန်မှိန်သွားမှာပေါ့နော်မှိန်တဲ့ဟာကိုဝင်ကျင်လို့ရှိရင်ဒီ down arrow ဖြစ်ဖြစ်ပေါ့နော်ဒီ down arrow ဖြစ်ဖြစ် up arrow ဖြစ်ဖြစ်နှိပ်ပေးလို့ရတယ်အနောက်ကိုတော့တစ်ချက်နှိပ်လည်းရတယ်ဒါပေမဲ့အနောက်ကြာနေတယ်ဆိုရင် setting နဲ့ဝင်သွားမှာဖြစ်ပါတယ်အဲ့တော့ setting တွေကိုကြည့်ရပါတော့ခုန setting နံပါတ်1ကဘာလဲဆိုတော့ source priority ကိုရွှေ့တာပါ
အဲ့တော့ solar ဦးစားပေးမှာလား utility ကိုဦးစားပေးမှာလားပေါ့နော်အဲ့နောက်ပြီးကြတော့ SUV ထားမှာလား SPU ထားမှာလား UTI ထားမှာလားကျွန်တော် SOL ထားမှာလားပေါ့နော်ဒီ grower မှာကတော့၄ခုပါတယ်အဲ့တော့ကျွန်တော်အဲ့အကြောင်းလေးပြောပြမယ်ဒီမှာဘာတွေ့မလဲဆိုတော့ solar facts utility facts ဆိုတာတွေ့တယ်အဲ့ဒါကိုကျွန်တော်မြင်နေဆိုရင်ကျွန်တော်ပြောရတယ် setting number 1က SUV ကိုထားပေးထားတာနော် SUV ကိုချိန်ထားဆိုတော့ကျွန်တော်တန်းပြောလို့ရတယ်ဒါဒီဟာကိုကျွန်တော်ကြည့်ပြီးတော့ပေါ့နော် solar fast utility fast ကိုကြည့်ပြီးတော့နော်အဲ့တော့ဒီတစ်ချက်ဝင်ကြည့်မယ်ဟုတ်တယ်နော် SUV ကိုထားလာတာ SUV ကိုရွှေ့ရတဲ့ချိန်မှာဖြစ်နေဆိုတော့ဒီမှာ solar fast utility fast ဆိုတဲ့ဟာတွေပေါ်လာနိုင်တယ်ကျွန်တော်အတောက်ထပ်နိုင်တယ်ဘောင်းဝဲလို့သွားမယ်ပါပြီကျွန်တော် SPU ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ပြန်ထွက်မယ်အဲ့တော့ဘာဖြစ်သွားလဲဘက်ထရီက100ခန်းလုံးပြည့်နေတယ်ဘက်ထရီက100ခန်းလုံးပြည့်နေတယ်ဆက်ကြည့်မယ်battery facts ကပေါ်လာမယ်အဲ့တော့ကျွန်တော်က SBU ကိုရွှေ့လိုက်တာเนาะအဲ့တော့ဒီမှာ grid ကရှိတယ် grid ကရှိတယ် bypass လည်းမပေးဘူး charge လည်းမလုပ်ဘူးအဲ့တော့ဘယ်ကနေယူသုံးနေလဲဆိုတော့ battery ကနေသုံးနေတယ်အဲ့မှာ SBU ရဲ့နောက်မှာ setting 2မျိုးရှိတယ်တစ်မျိုးက battery ကိုသုံးလာမယ်သုံးလာပြီးတတ်မှတ်ဖို့ရောက်သွားတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ EBC ကိုအဲ့ချိန်မှာပေးအားသွင်းမယ်ပေါ့နော်နောက်ဖြည်းဖြည်းအားသွင်းလာမယ်ထားပါတော့ကျွန်တော်တို့ကအနေဆုံးဟာကို SOC 90ရာခိုင်နှုန်းထားလိုက်မယ်ဆိုရင်90ဒီတူသွားမယ်သွားပြီးလို့ရှိရင်ဘယ်လိုဖြစ်လာမလဲဆိုတော့အဲ့ချိန်မှာ EBC ကိုပေးဝင်မယ်အားပြန်သွင်းမယ်ကျွန်တော်တို့အမြင့်ဆုံးကိုဘယ်မှာသွားထားမလဲဆိုတော့100မှာပြန်ထားတယ်ဆိုရင်သူက100ရောက်တာနဲ့ဘာဖြစ်လာမလဲဆိုတော့အခုလိုပဲ EBC ကိုပေးမဝင်တော့ဘာမှလည်းမပေးတော့ battery ကနေတုံးမှာအဲ့တော့ battery ကသွားမယ်ပြန်ဖြည့်မယ်ပြန်ဝင်မယ်အဲ့တော့ battery ကဘာဖြစ်မလဲဆိုတော့ cycle ကောင်တိုးလာမှာပေါ့နော်အဲ့တော့ solar နဲ့ချိန်ထားမယ်ဆိုတော့အဲ့မှာ solar ကကုန်နေတော့ပြဿနာမရှိဘူး solar ကမလောက်ခဲ့ဘူးဆိုရင်တော့ဘာကိုသွားမလဲဆိုတော့ solar ကိုဦးစားပေးထားတာဖြစ်တယ်လေ solar ဘေးအဒုတိယဖြစ်တဲ့ SB ကိုသွားမှာပေါ့နော် SBU ပေါ့နော် B ကိုသွားမှာအဲ့တော့ battery ကနေဆွဲနေမှာအဲ့တော့ဒီမှာခုနကcustomer တယောက်နှိမ့်မိရဟာ battery fast ဖြစ်နေတာဒါကိုကြည့်လိုက်ရှင်ရပြီကျွန်တော်သိတယ်ဒါ SBU ကိုသူပြောင်းသွားပြီပေါ့နော်ပြောင်းမိသွားတယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော် SUV ကိုသူပြန်ချိန်ပေးမှာပေါ့ setting ကိုပြန်ဝင်ကြည့်အောင်အဲ့တော့နောက်တစ်ခုကျွန်တော်ပြောင်းကြည့်မယ် UTI ပြောင်းကြည့်UTI ကျွန်တော်ပြောင်းလိုက်ပြီနော်အဲ့တော့ဘာဖြစ်သွားလဲဒီမှာကျွန်တော်တို့ UTI facts ဆိုတဲ့ဟာတွေတွားတွေ့တယ်နော်ဒီမှာ UTI facts ဆိုတဲ့တွားတွေ့မယ်အဲ့တော့ဒီမှာဘာတွေ့မလဲအချက်စောင့်ကြည့်မယ်ကျွန်တော် battery 100% ပြည့်နေတယ်နော်100% ပြည့်နေတယ် charge မလုပ်တော့ဘူးနောက်ထပ်မှာ inverter လေးပုံလေးပြောင်းနေတယ်နောက်ပြီးတော့ AC ကို bypass ပေးနေတယ်ပေါ့နော်အဲ့တော့တချို့ပြောကြတာဟာ inverter ပုံပြောက်သွားပြီပေါ့နော်သူဆက်ပြတ်သွားပြီလားပေါ့နော်အဲ့လိုမျိုးလေး customer တွေကမေးတတ်တယ်ဟာဆက်ပြတ်သွားတာမဟုတ်ဘူးပေါ့နော်သူက AC ကိုပဲချိတ်ပြလိုက်တာအဲ့တော့ပြောရရင် charging inverter charging စနစ်ကနားသွားပြီသူဆက်မသွင်းတော့ဘူးအဲ့တော့ inverter ပုံလေးပါသူပြောက်သွားတယ်ကျွန်တော်တစ်ချက်ပေါ့နော်ပိုတိအောင်အဲ့လိုအချိန်မှာမီးပြောက်အောင်မဘာဖြစ်မလဲဆက်ကြည့်အောင်အဲ့တော့အသုံးကတိတ်တော့မရှိဘူး400ကျော်ပဲရှိတယ်ကျွန်တော်ပဲ breaker ချမယ်ပိတ်မယ်ပြတ်သွားပြီမီးပြတ်သွားတာတွေ့လားမတွေ့ဘူးเนาะကျွန်တော်မီးပြတ်သွားဘူးမီးမြစ်တောင်လေးတစ်ချက်လေးပဲဥစားဖြစ်သွားတယ်ဒါပေမဲ့လုံးဝပိတ်မကြပါဘူးအဲ့ဘက်ထရီဘက်ကိုသွားပြီเนาะတကယ်တော့ inverter ပုံလေးကပျောက်သွားတာမဟုတ်ဘူးเนาะသူကခုနကတော့နားသွားတာเนาะနားသွားတယ်ဘက်ထရီ charging စနစ်ကမရှိတော့နားသွားတယ်ဒါပေမဲ့သူက standby အနေနဲ့ရှိတယ်မီးပြတ်သွားတာလေသူကတန်းချိတ်တယ်အဲ့တော့ကျွန်တော်ပြန်ဖွင့်မယ် AC ကိုပြန်ဖွင့်မယ်grid ကိုပြန်ဖွင့်မယ်ပြန်ချိတ်သွားပြီပေါ့နော်ကျွန်တော်က SOC ကိုကြည့်မယ်အဲ့ဒီဟာကနှုံးပေါ့နော်
အဲ့တော့ setting ကျွန်တော်ပြန်ဝင်မယ်ဒါ enter နှိပ်လိုက်မယ်ဒီကဘယ်တော့ပြန်ဝင်မလဲဆို SO ရဝင်ကြည့်မယ်ပြန်ထွက်မယ် escape နဲ့ SO ရပြောင်းသွားပြီနော် SO ရပြောင်းသွားပြီ SO ရကဲသဘောတရားကဘာလဲဆိုတော့ခုနက SVU နဲ့တူတယ်ဘယ်လိုတူလဲဆိုတော့ခုနကဆိုလာမလောက်ခဲ့ဘူးဆိုရင်ဘက်ထရီကနေသွားဆွဲမယ်ဘက်ထရီကနေအနေဆုံးသူတတ်မှတ်ထားတဲ့ point ကိုသူဆွဲသွားမယ်90တတ်မှတ်90ပေါ့နော်95တတ်မှတ်95ပေါ့ဆွဲသွားမယ်ဆွဲသွားတဲ့အချိန်မှာသူကဖြည်းဖြည်းနဲ့အဲ့ချိန်မှာ grid ကရှိတယ်ပေါ့နော်တကယ်လို့ grid ကမရှိဘူး solar လည်းမရှိဘူးဆိုရင်ဘယ်လိုဖြစ်မလဲဆိုတော့သူက battery ရဲ့နောက်ဆုံး limit ထိကိုသွားမှာပေါ့နော် low voltage ထိကိုသူသွားမှာပေါ့တကယ်လို့ grid ကရှိနေတယ်ဆိုရင် grid ကိုအဲ့ချိန်မှာပေးဝင်မယ်ပြီးသွားလို့ရှိရင်တရားကနေတော့မှသူက grid ကိုပြေးဖြတ်ပြီးသွားလို့ရှိရင်ခုနကနေ battery solar ရှိရင် solar ပေါ့နော် solar မရှိရင် battery ကနေသွားမယ်ပေါ့နော် SO ရဲ့သဘောတရားက SVU နဲ့အတူတူပဲဒါပေမဲ့ကွဲပြားတာလေးတစ်ခုပဲရှိတယ်ဘာလဲဆိုတော့ SO ရဲ့ချိန်ထားတဲ့အချိန်မှာ solar break ကိုချလိုက်ဒါမှမဟုတ် solar ကလုံးဝတိမ်ဖုံးလုံးပြောက်သွားတယ်ဟာအဲ့ချိန်မှာသူကဘာသွားလဲဆိုတော့ grid ကိုပေးဝင်သွားတယ်နော် grid ကိုပေးဝင်တကယ်လို့သာ SVU ကိုချိန်ခဲ့လို့ရှိရင်တော့ battery ကိုအရင်သွားမှာပြီးတော့မှ battery ကကုန်လာတော့မှ grid ကိုသွားမှာ SO ကကြတော့ခုနက solar ပြောက်သွားတာ ਨੇ solar မရှိတော့တာ ਨੇ grid ကိုတန်းချိန်ပြီးမှာနော် SO အားကြောင့်ရွေးကြတယ် SUV မရှိတဲ့ဟာပေါ့နော် SUV မရှိတဲ့ inverter တွေမှာတော့ SO ရွေးကြတယ်ပေါ့နော်အဲ့တော့ SVU နဲ့ SO ရဲ့ခြားနားချက်ကဒီမှာပါနော်အဲ့တော့ဒီမှာကြည့်လိုက်ခုနကဘာဖြစ်လဲကျွန်တော်တို့ SVU ရွေးတဲ့အချိန်မှာ battery ကနေဆွဲသွားတယ် grid ကိုသူက standby အနေနဲ့ပဲထားထားတယ်အခုကျတော့ကြည့်လိုက်ကျွန်တော်တို့ SO fast ကိုရေးလိုက်တယ် SO ရွေးလိုက်ရှင်ဘာနဲ့သွားတူလဲဆိုတော့နော် utility နဲ့သွားတူတယ်သူက battery ကနေသွားမဆွဲဘူး grid ကနေသွားဆွဲလဲဆိုတော့ grid ကနေသွားဆွဲတယ်ဘာလို့ grid ကနေသွားဆွဲလဲ SO ရွေးထားလို့ရှိရင်ခုနက solar ကျွန်တော် circuit breaker ချလိုက်လို့ပြောတယ်ပေါ့နော် solar breaker ချလိုက် solar မရှိဘူးကညအချိန်ဖြစ်နေတော့ solar လုံးဝမရှိဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့သူက solar မရှိတော့တဲ့အတွက် grid ကနေသွားဆွဲတာနော်အဲ့တော့ကျွန်တော်ဒီမှာထပ်ပြီးတော့တစ်ခုပြောင်းကြည့်မယ်အဲ့တော့ဒီမှာပြချင်တာလေးခုကခုနကကျွန်တော်ပြောဖို့ကြံသွားတာတစ်ခုရှိတယ်ဒီမှာ solar fast ရွေးရင် solar fast ဆိုတဲ့စာသားလေးပေါ်တယ်နော်အဲ့ဒီတစ်ခုတော့ကြည့်နောက်တစ်ခု setting တစ်ခုကျွန်တော်တွားကြည့်မယ် SUV ကိုထားမယ် SUV ထားလိုက်ပြီးတော့ပြန်ထွက်မယ်ဘာဖြစ်မလဲSUV ကိုထားလိုက်ရင်ဘာဖြစ်သွားလဲဆိုတော့ဒီမှာ solar fast utility fast ဆိုတာမြင်ရတယ်ပေါ့နော်အဲ့ချက်လေကျွန်တော်ကြည့်လိုက်ခြင်းအပြင်ဒါ SUV ရေးထားတယ်ဆိုတော့ကျွန်တော်တန်းပြောလို့ရတယ်ဒီ display ကိုကြည့်လိုက်လို့ရှိရင်ဆိုတော့ SO ရွေးရင်သူက solar fast ဆိုတော့နော်တကယ်လို့ utility ရေးထားလို့ရှိရင် utility fast နော်အဲ့လိုမျိုးရေးရတယ်နော်ဟောကောင်ကြတော့ SVU ကြတော့ battery fast ပေါ့နော်အဲ့လိုမျိုးတွေသူကပေါ်လာတယ်အဲ့တော့အခုကြည့်လိုက် SUV ကိုကျွန်တော်ရေးတဲ့အချိန်မှာ SOC တရားကနော်ဖြည့်နေတယ်တချို့ကပြောကြတယ်ပေါ့နော်အမှ battery ကတရားကနော်ပြည့်နေတယ်ဒီမှာဒါမဲ့နည်းနည်းဒီဘက်မှာသူကမရက်တော့မှနည်းနည်းလေးစွဲနေတယ်ဆိုတဲ့ပုံစံလေးပေါ်မြားလေးပြလိုက်မယ်ဒီမြားရရှင်ကိုကြည့်ပြီးတော့ battery ကတုံးနေတယ်လို့တော့မမြင်နဲ့ပေါ့နော်ပေါ်မှာ AC က bypass ဖြစ်နေတာအများကိုတုံးနေတယ်လို့မြင်နေဆိုရင်ကျွန်တော်နှိပ်ပြမယ်ဘာကိုပြောချင်တာလဲဆိုဒီမှာ battery မှာရောင်လေးပဲရှိတဲ့ ampere လေးอ่ะเนาะ 0.2 ampere သူက standby အနေနဲ့သူနေပေးနေတာပေါ့เนาะဒီအချိန်မှာgrip ပြတ်သွားတယ်ဆိုရင်ဒီမှာအမှသူဒီ battery ကနေဆွဲရမှာပေါ့เนาะအဲ့တော့ခုနက SUV အခု SUV ပြောင်းလိုက်တဲ့အချိန်မှာပေါ်လာတဲ့ပုံစံရယ်ခုနက SO ရယ်ပြောင်းတဲ့အချိန်မှာပေါ်လာတဲ့ပုံစံရယ် utility ပြောင်း utility မှာပေါ်လာတဲ့ပုံစံရယ်ပြီးတော့ရင် SBU ကြောင်းလိုက်ရှင်ပေါ်လာတဲ့ပုံစံဒါတွေကိုကြည့်ချင်းအပြင် program setting number 1မှာထားပါတော့ခုနက user ကမှားပြီးနှိပ်မိရဲ့ setting ကဘာလဲဆိုတော့ကိုကသွားပြီးတော့ဖတ်လို့ရတယ်နောက်ပြီးတော့ကိုက installation လုပ်ခဲ့တာမဟုတ်ခြားသူဆက်ကိုကြည့်ပြီးရဲဆိုရင်ပထမ installer ကဘယ်လိုချိန်သွားလဲဆိုတာဒီ display ကိုကြည့်ချင်းအပြင်သိနိုင်တယ်ပေါ့နော်အဲ့တော့ solar ဦးစားပေးထားလား
utility ဦးစားပေးထားလား battery ဦးစားပေးထားသိနိုင်တယ်ပေါ့နော်မှားနေနေနဲ့တန်းပြီးပြန်ပြီးတော့ပြောင်းနိုင်တယ်ပေါ့အဲ့တော့ကျွန်တော်နယ်က customer တော့သူလက်တွေ့သိအောင်လို့ပေါ့ဒီဘိုင်ဘာနေဒါနှိပ်ပါဒါ setting ချိန်လိုက်ပါဆိုတကယ်ဆိုရင်တော့ကျွန်တော်လုပ်ပေးလို့ရတာနောက်တစ်ခုရှိတယ်သူ့ရဲ့plan နဲ့ဝင်ပေါ့နော်ကျွန်တော် installer ကောက်လိုက် plan နဲ့ကိုဝင်ကျွန်တော်ကိုယ်တိုင် setting ကိုဝေးကနေ wifi ကနေချိန်ပေးလိုက်တယ်ရတယ်ဒါပေမဲ့ချိန်ပေးလိုက်ရင် तू သိမှာမဟုတ်ဘူးပေါ့နော်ဘာကမှားသွားလဲဆိုတာဒါပေမဲ့ကျွန်တော် alert တွေကိုတော့ချိန်ခိုင်းလိုက်ပါတယ်နောင်နဲ့သိပါအောင်မှားနေပြီလည်းပြဿနာမရှိဘူးပေါ့နော် तू ပြန်ပြီးတော့ပြောင်းလို့ရအောင်ပေါ့နော်တချို့ကြတော့မိုးရင်းမှာ SVU ကိုတိတ်မကြိုက်ဘူးပေါ့နော်ညနေပိုင်းလောက်မှာဆိုရင် battery ကနေနည်းနည်းလေးဆွဲသွားတာလေးရှိတယ်ပေါ့နော်အဲလိုမျိုးတွေတိတ်မကြိုက်ဘူး UTI ကိုပြောင်းပေးပါဆိုလဲဒီနီးအားဖြင့်ပြောင်းနိုင်တယ်ပေါ့နော်ပြောင်းတဲ့နီးကကျွန်တော်ပြန်ပြောပေးပါမယ် enter ကိုနှိပ်မယ်ပြီးတော့ရင် enter ထပ်နှိပ်မယ် SUV ကို UTI ပြောင်းမယ်ပြီးတော့ enter နှိပ်မယ်ပြီးတော့ escape နဲ့ပြန်ထွက်လိုက်ဒါ program number 1မှာရှိနေတဲ့အတွက်ပြောင်းရတာအလွန်လွယ်ပါတယ်နော်အဲ့တော့solar ပြန်ကောင်းလာပြီနေရာစီပြန်ရောက်လာပြီဒါအောင်နေရာစီကိုပွင့်လာပြီဆိုရင် sorry ရာစီပွင့်လာပြီဆိုရင်ကျွန်တော်တို့က SUV ကိုထားလိုက်မယ်နော်ထားကြလို့ရှိရင် escape နဲ့ပြန်ထွက်user မှားသွားရင်ပြန်ပြီးတော့ချိန်လို့ရတာကိုကျွန်တော်ရှင်းပြပေးသလိုခုနက SUV ဆိုတာဒီ display မှာဘယ်လိုပေါ်လဲ SVU ဆိုတာဘယ်လိုပေါ်လဲ UTI မှာဘယ်လိုပေါ်လဲပြီးတော့လို့ရှိရင်ကျွန်တော်တို့က SOM မှာဘယ်လိုပေါ်လဲဆိုတာရှင်းပြပေးပြီးဖြစ်ပါတယ်ဒါ grower 6 kW က manual ပေါ့နော်ဒီထဲမှာကျွန်တော် setting အကြောင်းပြောချင်တာsetting number 1အကြောင်းပြောချင်တာအဲ့တော့ setting number 1ကဘာလဲဆိုတော့ output source priority အဲ့တော့ဒီမှာသူ့မှာ setting ၄မျိုးရှိတယ် solar fast က utility fast က SUV က SVU ပေါ့နော်၄မျိုးရှိတယ်အဲ့တော့ကျွန်တော်ထပ်ပြီးတော့အကြမ်းမြင်ပြောပြပေးပါမယ် setting number 1ဒါ user အနေနဲ့လည်းချိန်လို့ရတယ်ပေါ့နော်တချို့ကြတော့မိုးရင်းဆိုရင်ပေါ့utility ကိုပြောင်းကျင်တယ် utility ဦးစားပေးပြီးထားကျင်တယ်အားသွင်းဖြည့်ထားကျင်တယ်ဆိုရင်ဒီ setting ကိုဝင်ပြောင်းလို့ရတယ်ဒါမှမဟုတ် SUV ကိုပြောင်းကျင်တယ်ဆိုရင်ဒီ setting ကိုဝင်ပြောင်းလို့ရတယ်ပေါ့နော် SVU priority ကတော့တောင်းအောင်မပြောင်းရဘူးဘာလို့လဲဆိုတော့ battery ကနေသူက3သွားတော့ battery cycle ကောင်းနေများမှာဆိုပြီး SVU ကိုမသုံးဘူးတချို့ကြတော့ရှုပ်ရင်မလားကြောင့် SUV ဆိုတာ function မပါဘူးမပါတဲ့အတွက်ဘာလို့လဲ solar fast ဆိုပေါ့နော် solar ကိုဦးစားပေးပြီးသုံးကြတာပါနော်အဲ့တော့ utility ကတော့ရှင်းတယ် utility fast က utility ဦးစားပေးပြီးသုံးတာဘယ်လိုသူက logo first priority နဲ့နော်သုံးနေတဲ့ logo utility ကနေ first priority နဲ့သူကပေးမှာ utility ပေါ့နော်ဒီ EPC မရှိတဲ့အချိန်ကြတော့မှ solar နဲ့ battery ကပေါင်းပြီးတော့ဒီ logo ပေးပါပေါ့နော်အဲ့တော့ utility က bypass နေတဲ့ပုံစံမျိုးနဲ့သူကဖြစ်နေမှာ utility မရှိတော့မှ solar နဲ့ battery ကအသက်ဝင်လာမှာပေါ့နော်အဲ့တော့ utility first ဆိုတာသိကြပါတယ် utility ဦးစားပေးပြီးတော့သုံးရတာပေါ့နော်အဲကောင်ကတော့ economic သိမ့်မဖြစ်ဘူးဒီ solar power တိတ်ပြီးတော့နည်းနည်းပဲသုံးတယ်ပေါ့နော်အများကြီးတော့ချူမသုံးဘူးအဲ့တော့ utility ကိုsolar မတက်ထားတဲ့အိမ်တွေမှာတော့ထားကြတယ်ပေါ့နော်ဒါပြဿနာမရှိဘူးsolar တက်ထားတယ်ဆိုတော့ utility fast ကတကယ် solar လုံးဝမလုံလောက်တော့ဘူး EPC ကလည်းမီးပြတ်များတယ် EPC ကိုဥစားတော့လည်း battery မှာတိန်းထားခြင်းတယ်ဆိုရင်တော့ utility fast ကိုထားကြတယ်အများသောအားဖြင့်ရွေးတာ SUV function solar ရဲ့ utility ရဲ့ battery ရဲ့ priority ဆိုပြီးတော့ solar ကလောက်တယ်ဆိုရင်ပေါ့လောက်ကိုသူက first priority နဲ့ပြင်မယ် solar ကမလောက်တော့ဘူးဆိုရင်သူကဘယ်လိုဖြစ်မလဲဆိုတော့ utility နဲ့တွားပြီးတော့ပေါင်းပြီးတော့ပေးမှာပေါ့ utility နဲ့တွားပြီးပေါင်းပေးမယ်တကယ်လို့ utility လုံးဝပြတ်သွားတယ်ဆိုရင် solar ကမလောက်ခံရင်သူ battery ကနေနည်းနည်းဆွဲမှာပေါ့နော်solar ပါမရှိတော့ utility ပါမရှိတော့ဘူးဆိုရင် battery ကနေဆွဲမှာပေါ့SUV function ကအဲ့လိုပါအဲ့တော့ solar fast က SVU priority ကခက်စင်လေးပဲသူတို့က solar ဦးစားပေးမယ်တကယ်လို့ solar ကမလောက်ခဲ့ဘူးဆိုရင် battery ကနေဆွဲမှာပေါ့နော်အဲ့တော့ battery ကနေဆွဲနေ battery ကနေသတ်မှတ်တဲ့ setting ပေါ့ရောက်လာပြီဆိုရင်သူကbattery ကို grid ကနေအားပြန်သွင်းတယ်ပြ
ပြီးသွားလို့ရှိရင်သုံးတယ်100ခန်းလုံးပြည့်လာမယ်ဆိုရင်ဘက်ထရီကနေပြန်သုံးရမယ်တော့ grid ကိုပိတ်ထားမယ်နော်အဲ့တော့ grid ကိုဝင်ခိုင်းလိုက်ဘက်ထရီကနေသုံးလိုက်ဘက်ထရီကနေမသုံးလိုက်အဲ့လိုတလဲချင်းကြီးဖြစ်နေမှာပေါ့နော်အဲ့တော့အဲ့နှစ်ခုလုံးကသွားဆင်တယ်သွားဆင်တဲ့တစ်ချက်ကဘယ်လိုလဲဆိုတော့သူ့ဘာသူဆိုလာကရှိမရှိဘယ်လိုအခြေအနေပဲဖြစ်ဖြစ်သူကဆိုလာပြီးသွားလို့ရှိရင်ဆိုလာပြီးသွားရင်ဘက်ထရီကနေသွားမယ်ဆိုတော့ရှိမလောက်တော့မှ utility ဘက်ကိုသူကပြောင်းအောင်ပါပေါ့နော် SOS fast အဲ့လိုမဟုတ်ဘူးသူကဆိုလာမရှိတာနဲ့တပြိုင်နက် utility ကိုသူကပေးချိတ်လိုက်တာပေးချိတ်ပြီးတော့သွားတယ်ပေါ့နော်ဆိုလာမရှိတော့တဲ့ပုံစံဖြစ်သွားမယ်ဆိုရင်ပေါ့နော်ဆိုလာလုံးဝမလုံလောက်တဲ့အခါမှာ utility ကိုသူက utility ရှိနေ utility ဘက်ကိုပေးချိတ်ပလိုက်တယ်ပေါ့နော်ဆိုလာ fast ကအဲ့တော့ solar fast ဆိုတဲ့ setting က solar မရှိတာနဲ့ utility ဘက်ကိုပေးချိန်သွားတယ် SPU priority ဆိုတာက solar သူကသူရှိမရှိဘက်ထရီကနေသွားမယ်ပြီးတော့ utility သွားမယ်ပြီးတော့ဘက်ထရီကနေသွားမယ်ပြီးတော့ဘက်ထရီ utility ကိုသွားမယ်ဘက်ထရီကိုသုံးလိုက်အသွင်းလိုက်ဘက်ထရီကိုသုံးလိုက်အသွင်းလိုက်ပြန်ပြည့်လာလိုက်ဘက်ထရီကနေပြန်သုံးလိုက်ဘက်ထရီရော့လာလိုက် grid ကိုပြန်ပြီးအသွင်းခိုင်းလိုက် bypass လုပ်ခိုင်းလိုက်ပေါ့နော်အဲ့လိုသူတက်သွားနေမှာပေါ့နော်အဲ့ဒီခုကအဲ့နှစ်ချက်ကွာတယ်စာကိုဖတ်လို့ရှိရင်တိတ်ပြီးတော့ခက်စင်နေလို့ထင်ရတယ်နော်တကယ်တော့ရည်ရွယ်ချက်ကတော့နည်းနည်းတော့ကွာတယ်